Hello everyone ဒီနေ့ကတော့ရှူရှူရှက်ရှက်ဆိုရဟောပေါ်ဆောင်လေးကိုရောက်နေရပဲဖြစ်ပါတယ်။ကဲယူရတော့အစားဆောင်နေနဲ့ Pepsi Zero Sugar လေးကိုတောက်နေရပဲဖြစ်ပါတယ်။ဒါကတော့ခွက်တီလာပေးတာပါနော်ခွက်တီရေးတက်လည်းမလာပေးပါတယ်။ကဲပါဒီကချောင်းဆိုးနေရဆိုတော့Zero Sugar နဲ့တော့တဲ့ပါကဲရောက်လာပါပြီဒါကတော့အမဲစပြုတ်ပေါ့နော်အမဲစပြုတ်လို့ပေါ့နော်ခေါ်တာအမဲစပြုတ်လို့ခေါ်ပါတယ်ဒါလေးကလေးကြည့်ရတာလေးစားကြည့်ကြလေးဒီကဒီမှာတောက်နေပါတယ်တော်ပဲပေါ့နော်ချောင်းဆူးနေရတယ်ကဲစားတော့ပါမယ်အမဲစပြုတ်လေးစားပါမယ်ရတာလေးကတော့ဆက်လေးနဲ့ပေါ့နော်ဆက်လေးနဲ့စားကောင်းပါတယ်ဟော့ပေါ့ရတာပေါ့နော်အရေးရတော့ကဲဒါလေးကတော့ဘဲချောက်ဆက်လေးပါဘဲချောက်ဆက်လေးပဲဖြစ်ပါတယ်ဒါကတော့ဆက်ကြည့်ပါမယ်လို့ရတာရှိတယ်ဆိုသူကအဆုံးပါတယ်နော်ကြာဆွေလို့ဝါဥလို့ကျဲဥချောင်းလို့ဆုံးပါတယ်ဒီပထမဦးဆုံးစားကြည့်ရတယ်ပွင့်သွားပဲဆက်လေးစိုင်းနမဲနဲ့လိုက်တယ်ပေါ့နော်ဒီအစားစားတွေကဒီဆိုင်ရဲ့အစားစားတွေစိုင်းနမဲနဲ့လိုက်ပါတယ်ဒီမှာပေါ့နော်ဆက်လို့ Pepsi လေးတောက်ပါတယ်အခုမှမြင်ဘူးကတလားဒီ Pepsi လေးကိုလေရမ်းကောင်းပါတယ်ရမ်းဆက်ပါတယ်ပြီးတော့လည်းစုံပါတယ်ပေါ့နော်သူကမြစ်တီရောဗားတွေရောကုန်ပါပါတယ်ကြောက်ချောင်းတို့ဘာလို့ကုန်ပါပါတယ်ကဲမဆက်စားပါရရင်စားလို့ကောင်းလို့ပေါ့နော်အားလေးတလားစားလို့တော့ကြည့်နေစားကြည့်လာပေါ့နော်အဲ့ဒါစားပါပါကင်မရာလေးကိုလည်းကြည့်လိုက်ပါသေးရဲ့ဒီကလည်းကိုက်လို့မရပါဘူးကဲပါတူတွေကိုလည်းဘလိုတွေကိုင်မိနေပြီလဲမသိရိုးကိုက်ပြီးတော့ဘောနော်စကားပြောနေရပါဟိုကြည့်တီးနဲ့စားနေရပါတယ်ကင်မရာကြည့်လိုက်အပြင်ကြည့်လိုက်နေပါနော်စားနေပါတယ်ပြီးရင်တော့ဆက်လို့ရေတောက်ပါတယ်ဒီကဲရေပေါ့နော်ရေတောက်ကဲမသိမသားလေးပါနော်မှန်လေးကြည့်ပြီးနှခမ်းကြီးစိုးမယ်တီရှူးနဲ့တုပ်မယ်ဆိုပြီးကြည့်ပါတယ်တီရှူးလေးနဲ့ပိတ်နေရလေးကိုတုပ်ပါတယ်ကဲဘာလို့ဘာလို့နေမလဲမသိပါဘူးကိုထုတ်နေပါတယ်ဘာလို့လဲမသိပါဘူးနှခမ်းကြီးလေးပေါ့နော်ဟိုကြည့်တီကြီးနဲ့နှခမ်းကြီးစိုးပါမယ်ကဲစိုးပါမယ်ဒါလေးကလိမ်မော်ရောင်လေးဆိုလေလာပါတယ်ဒါပေမဲ့မကောင်းတာအရန်ကျဲအဲ့နှခမ်းကြီးကဲလည်းမဆက်နေပါတယ်မရှိတော့ပါတယ်ဆက်ကဲကင်မရာကိုလည်းယူလိုက်ပါသေးရဲ့ဒီမှာပေါ့နော်တပုတ်လေးလည်းရိုက်ထားပါတယ်ကဲဒါတော့ရေထက်တောက်ပါမယ်အရင်စားကောင်းနေပါတော့ဒီကဟာလေးဆက်လေးပေါ့နော်ယူလို့ဆက်စားလိုက်တဲ့သူတွေကတော့ဆက်စားလိုက်တဲ့သူကတော့ဒီဆိုင်နဲ့အဆင်ပြေပါတယ်သူကနောက်တစ်ခုအဆင်ပြေတာဟာလာလည်းဖြစ်တော့လူမျိုးဘာသာမျိုးစားတော့နိုင်ပါတယ်ကဲပါကဲဒါကတော့တက်စီပေါ်ရောက်ပါပြီ
ပြန်တော့လာမယ်ပြန်มาတော့မယ်ကဲပါမမနော်ဒါကျန်းရှိစပွဲလားကျန်းရှိစီဒီလားမသိပါအိမ်ရောက်ပါပြီအားလုံးချစ်ပါတယ်တတာ